Hello ပဲမင်္ဂလာပါကျွန်တော်တို့ classic authentic quality shop ကနေပြီးတော့ကြိုဆိုလိုက်ပါရနော်ကျွန်တော်တို့ကတော့ဒီနေ့ကတော့เนาะဒီမှာ gas t-shirt ပေါ့နော်လုံးဝ special မိုက်တယ်နော် gas t-shirt ဖြစ်ပါတယ် design တွေဆိုလို့ရှိရင်ကျွန်တော်တို့မှာเนาะတပုံကြီးပေါ့နော်အများကြီးရောက်ထတာပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီမှာdesign တွေပေါ့နော်ကျွန်တော်ပြပြပါမယ်ပြီးလို့ရှိရင်ကျွန်တော်တို့မှာပေါ့နော်ဒီမျိုးဖြန့်ပြီးသားလည်းပြပြပါမယ်ကျွန်တော်လည်းထည့်ဝိုက်ထားပါရနော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့မှာဒီပေါ့နော် design တွေဒီလိုမျိုးထေးကပေါ့နော်အမင်းရောင်လည်းရှိပါမယ်နော်ကျွန်တော်ပြပြပါမယ်တထေကိုပါနော်ကျွန်တော်တို့ classic authentic quality shop ကနေပြီးတော့ပေါ့နော်ဒီ original တထေကိုပေါ့နော်အပြင်ပေါက်စင်း3သိန်းကျော်3သိန်း8900ရှိတော့ဟာကိုကျွန်တော်တို့စီကပေါ့နော်8900ရပါမယ်နော်8900ပါဘာဒီ design ပါလဲဆိုတာပေါ့နော်ဒီမှာနော်ဒါထေကအဖြူလေးပါမယ်အမဲလေးပါပါမယ်ဒီမှာနော်တော့ special mic design ပေါ့နော်ဒီမှာနော်ကျွန်တော်ပြပြပါတယ်လက်ပြကအစရှိပါတယ်နော်လက်ပြကအစရှိပါတယ်ဒီမှာနော်ဒါကဒီK အောင်ပေါ့နော်ဒါလေးရပါမယ်နဲ့ကျွန်တော်စီမှာပေါ့နော်ပြီးတော့ရှိရင်ဘာတွေဒီဇိုင်းရတယ်ဆိုတော့ကျွန်တော်ပြပြလိုက်ပါမယ်နော်ကျွန်တော်တစ်ထင်တော့ပေါ့နော်ဖြင်းပြီးတက်ပြပြလိုက်ပါမယ်နော်ဒါကလည်းဒီမှာနော်ဒီတန်းလေးမှာပေါ့နော်ဒီဇိုင်းနာပေါ့နော်ဒီလိုလာတာဖြစ်ပါတယ်အရင်လေးရောက်ဖို့ပါတယ်နော်အရင်လေးရောက်ဖို့ပါတယ်တော်တော်ကောင်းတယ်နော်ဒီဒီဇိုင်းဆိုလို့ရှိရင်ဒီမှာနော်အလေမှာဆိုလို့ရှိရင်ဒီလို gas logo နဲ့ပေါ့နော်ဒီမှာဒီဇိုင်းပေါ်ထားတာပေါ့နော်ဒီလိုရှိရင်ဒီအဖြူထည့်ကလေးရတယ်နော်အဖြူထည့်ကလေးရပါမယ်ဒါကတော့နော်ကျွန်တော်စီမှာဒီ small medium large size X 2X 3X တိရှိတယ်နော် gas ကတော့ဒါကတော့8900ထည့်ကပေါ့နော်ဒါက premium original ထက်မှတော့ premium ဖြစ်တာပေါ့နော်ဒီလိုထည့်ကလေးရပါမယ်နော်ဒီမှာလုံးဝ special mic တယ်ပေါ့နော်ဒီမှာဒါလေးတစ်ထည့်ရပါမယ် medium size ဒါတစ်ထည့်ပေးရှိပါမယ်နော်တစ်ထည့်ပေးရှိပါမယ်ပြီးလို့ရှိရင်ဒီမှာနော် 3K ပုံစံကိုလုံးဝupdate လုပ်ထားတာပေါ့နော်ဒီမှာ 3K ထည့်ကပေါ့နော်လုံးဝ upgrade လုပ်ထားတာဖြစ်ပါတယ်ဒီမှာအဖြူထည့်ကရပါမယ်နော်အဖြူထည့်ကရပါမယ်လုံးဝ special mic တယ်နော်လုံးဝ special mic တဲ့ design ပေါ့နော်ဒါအပြင်ပေါ့စစ်တောင်တမနော်ယူရိုဘယ်လောက်ရှိလဲဆိုတာပေါ့နော်40လောက်ရှိတယ်နော်ဒေါ်လာဆိုလို့ရှိရင်45 50ဝိုင်းစလောက်ရှိတဲ့ဒေါ်လာပေါ့နော်အဲ့ဒါပေါ့ကျွန်တော်တို့ကတော့8900ဆိုတာအများကြီးတင်ပါတယ်နော်ကျွန်တော်တို့စီမှာဒီ classic authentic quality shop ပေါ့နော်ကျွန်တော်တို့ကတော့ရန်ကုန်ကဖြစ်ပါတယ်နော်ရန်ကုန်ကဖြစ်ပါတယ်ဒီတိုင်း city ပေါ့နော်3လမှာကျွန်တော်ဆိုင်ရှိပါတယ်ကျွန်တော်တို့ page CB Viber ကနေပြီးတော့တစ်ဆင့်ပေါ့နော်ပြီးလို့ရှိရင်ဆိုင်မှာလာပြီးတော့ကြည့်လို့ရပါတယ်ကျွန်တော်ဒီထပ်ပြပေးနေပါပြီနော်ဒီဒါဆိုလို့ရှိရင်လေဒီမှာနော် logo က gas ပုံစံgas ရဲ့ logo နဲ့ပေါ့နော် design ပေါ်ထားတာပေါ့ဒါဆိုလို့ရှိရင်ဒီမှာနော်နောက်ကြောင်းမှာပေါ့နော်ဒီမှာ design ပေါ်ထားပြီးသားပေါ့နော်ဒါလည်းတော်တော်လှဒါကနည်းနည်းဒီ regular fit ပေါ့နော်ဒီအပွားကြိုက်တဲ့အတွက်ပေါ့နော် regular fit ဖြစ်ပါတယ်ဒီတစ်မျိုးပေါ့နော် regular fit ရပါမယ်ဒီလို့ရှိရင် 3K ပုံစံထည့်ကပေါ့နော် 3K ပုံစံထည့်ကဒီအနက်ရောင်ထည့်ကလေးရပါမယ်နော်အနက်ရောင်ထည့်ကလေးရပါမယ် 3K ပုံစံပေါ့နော်ဗီဒီယိုကိုခဏလောက်တယ်နောက်ဆုံးစုပ်တင်ကြည့်ပြပါအောင်နော်ဒီဇိုင်းတွေများလို့ပေါ့နော်ကျွန်တော်တေချာပေါ့နော်အကုန်လုံးပြပေးလိုက်ပါမယ်ဒီမှာဆိုလို့ရှိရင်ဒါလေးရပါမယ်နော်ဒီမှာနော်အကုန်လုံးလှရတယ်နော်အကုန်လုံးလှတဲ့ဒီဇိုင်းထည့်ကပေါ့နော်အကုန်လှပါတယ်ပြီးလို့ရှိရင်ဒီမှာနော်ဒါအစိမ်းရောင်ထည့်ကလေးဒီမှာနော်တစ်ထည့်သားတစ်ထည့်ပဲရှိတယ်ကုန်ပါပြီနော်ဒါကလည်းကျွန်တော် white design ထည့်ကပေါ့နော်ဒီမှာအနိကလေးပြပြပါတယ်ဒါလေးရပါမယ်ပြီးလို့ရှိရင်ဒီမှာနက်ပြရောင်ထည့်ကလေးရပါနော်နက်ပြရောင်ဒီမှာနော်ဒီဇိုင်းကလည်း shade မိုက်ပါတယ်နော် shade မိုက်ပါတယ်ပြီးလို့ရှိရင်ဒီမွန်တက်ကြိုက်တယ်ဆိုလို့ရှိရင်ဒီပေါ့နော်မွန်တက်ဒီဇိုင်းပေါ့နော်ဒါလည်း regular cutting ပေါ့နော်ဒါလည်း left side ထည့်ကပေါ့နော် regular cutting ပါဒီမှာနော် gas ရဲ့ logo ဘယ်လိုလုပ်ထားလဲဆိုတာပေါ့နော်လုံးဝ special mic ဒါကမွန်တက်ဒီဇိုင်းပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ဘာတွေပြပြမလဲဆိုတာဒီမှာနော်အများကြီးပဲနော်ဒီဇိုင်းကတော့ဒီမှာနော်ဒါလေးကျွန်တော်ပြပြလိုက်ပါတယ်ဒီမှာနော်ပြီးလို့ရှိရင်ဒီမှာနော်ဒါလည်းကျွန်တော်ပြပြလိုက်ပါတယ်အသေးစိတ်ကကျွန်တော်တို့ဒီ page CB လာပြီးတော့မြင်မြင်လို့ရပါတယ်နော် page CB လာပြီးတော့မြင်မြင်လို့ရပါတယ်ဒါ 2x ပေါ့နော်ဒီမှာဒါလည်းထည့်ရပါမယ် 2x ဖြစ်ပါတယ် 2x ပါပြီးလို့ရှိရင်ဒီမှာနော်ဒါလည်း regular fit ပေါ့နော်ဒီမှာ gas take ပေါ့နော်ဒီမှာတော်တော်ကိုလာတယ်တော်တော်ကိုလာတယ်နော်အဖြူရောင်ထိတ်ကအဖြူတက်တယ်ဆိုလို့ရှိရင်ဒါဝေအပလေးရပါတယ်ဒါလည်း medium size ဒီမှာတစ်ထည့်ရှိမယ်နော် medium size ထိတ်ကပေါ့နော် medium size ထိတ်ကဒါလေးရပါမယ် regular fit ပေါ့နော်ဒါကရတဲ့ထိတ်ကပေါ့နော်ပြီးလို့ရှိရင်ဒီမှာပါရှိတယ်ဆိုတော့ဒီမှာကြည့်ကြည့်ပါဦးနော်အဖြူရောင်ထိတ်က design တော်တော်လှတဲ့ထိတ်ကပေါ့နော်တော်တော်ကိုလှတဲ့ design ကတော့ပေါ့နော်တော်တော်ကိုလှတယ်ကျွန်တော်ဒီမှာအများကြီးရှိပါတယ်နော်ဒါကတော့ပြီးလို့ရှိရင်ဒီလို design ထိတ်ကလေးရပါမယ်နော်ဒီမှာအကုန်လှတာပေါ့နော်ဒီတစ်ခေါက်ကတော့တော်တော်လှတယ်ပြီးလို့ရှိရင်ဗာရမှာလေဆိုတော့ကျွန်တော်ပြပြပါမယ်နော်ဒီမှာနော်ဒီရောင်ထိတ်ကလည်းကျွန်တော်ပြပြလိုက်ပါမယ်ပြီးလို့ရှိရင်ဒီမှာနော်ဒီမှာနော်ဒါလေးရပါမယ်နော်ဒါလေးရပါမယ်ကျွန်တော်ဖြန့်ပြလိုက်ပါမယ်နော်လုံးဝ special mic တယ်နော်ဒီမှာ special mic ပါတယ်နော် special mic ပါတယ်ဒါလေးရပါမယ်ဒီလိုအသားရောင်ထိကလေးရပါမယ်နော်အသားရောင်ထိကလည်းလုံးဝ mic ပါတယ်နော်ဒီမှာ
အသားရောင်ဖြစ်ပါတယ်ဒီမှာဖြန်းပြလိုက်ပါမယ်နော်လုံးဝ special mind တစ်ထည့်ကပေါ့နော်ဒီမှာ free game ပုံစံကဒီမှာဆိုလို့ရှိရင်ကျွန်တော်မှာအဖြူရောင်ရောဒီအခုနပြတဲ့အရောင်လေးရပါမယ်နော်ဒီမှာကျွန်တော်ပြပေးလိုက်ပါတယ်ပြီးလို့ရှိရင်ဘာ design တွေရလဲဆိုတော့ကျွန်တော်ပြပေးတယ်နော်ဘာ design ရလဲဆိုတော့ဒီမှာနော်ဒါလေးရပါမယ်နော် design အသေးသေးကပေါ့နော်ပြီးလို့ရှိရင်ဒီမှာအနက်ရောင်ထည့်ကလည်းနော်ဒီမှာတော်တော်လှတဲ့တစ်ထည့်ရပါမယ်နော်တော်တော်လှတယ်ဒါလည်းထည့်ရပါမယ်နော်ပြီးလို့ရှိရင် gas ထည့်ကဒီ small size ဒါလည်းထည့်ရပါမယ် small size ဒါလည်းထည့်ရပါမယ်ပြီးလို့ရှိရင် medium size ထည့်ကတော့ဒါနည်းနည်းအသားထူပါတယ်နော်ဒီမှာကျွန်တော်ဖြန်းပြလိုက်ပါမယ်အရင်ကောင်းပါတယ်နော်အရင်ကောင်းပါတယ်ဒီမှာနော် gas ထည့်ကလုံးဝ premium ကြားတယ် original ထက်မှ premium ဖြစ်ပါတယ်နော် original ထက် premium ကျွန်တော်ဝတ်ထားတဲ့ဒီမှာ design ပေါ့နော်ကျွန်တော်ဝတ်တဲ့ design ထည့်ကလည်းရပါမယ်ဒီမှာနော်ကျွန်တော်ဝတ်တဲ့ design ပါပြီးလို့ရှိရင်ဒီမှာအနက်ရောင်လည်းရှိတယ်နော်အဲ့ထည့်ကအနည်းအောင်လည်းရှိပါတယ်အသေးစိတ်ကကျွန်တော် base ပဲလာပြီးတော့မြင်မြင်လေးရပါတယ်နော်ပြီးလို့ရှိရင်ဗာရှိလဲဆိုတော့ထပ်ပြပေးလိုက်ပါမယ်နော်ဒီမှာဒါလည်းတော်တော်ကိုလှပါတယ်နော်ဒါလည်းတော်တော်လှပါတယ်ရှေ့မိုက်ပါတယ်အဖြူရောင်ထည့်ကပေါ့နော်လုံးဝအသားကပြောဖို့မလို့နော်ကျွန်တော်တို့မှဒီလုံးဝ special mind တဲ့ကနော်ဒီအခုပြပေးတာကတော့အကုန်လုံး special mind တဲ့ပေါ့နော်ကျွန်တော်တို့ဒီ sign ကိုလည်းလာကြည့်လို့ရပါတယ်နော်ဒီမှာအများကြီးရှိပါတယ်ကျွန်တော်ဒီမှာဆိုလို့ရှိရင်အများကြီးရှိပါတယ်နော်ပြီးလို့ရှိရင်ဒီမှာ net ပြအစိုးထည့်ကလည်းရပါမယ်နော် net ပြအစိုးထည့်ကလည်းရပါမယ်ဟောကျွန်တော်ပြပေးလိုက်ပါတယ်နော်ကဲဝေးအပ်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ page CB ရဲ့ကျွန်တော်တို့ဒီ Viber ကနေပြီးတော့ပေါ့နော်တစ်ဆက်မိုင်အပ်ပြီလို့ရတယ်လို့ sign ကိုလည်းပေါ့နော်လာကြည့်လို့ရပါတယ်ကျွန်တော် sign ကတော့ရန်ကုန်မှာပါနော်ရန်ကုန်ဖြစ်ပါတယ်ဒီ Time City ပေါ့နော် Time City ဖြစ်ပါတယ်3ပါဖြစ်ပါတယ်နော်ပြီးလို့ရှိရင်ဒါလည်းတစ်မျိုးရပါမယ်နော်ဒီ gas ပေါ့နော်ဒီမှာသူကတော့ဒီလိုပေါ့နော် logo မပါဘူးဒါပေမဲ့အသားလုံးဝပေါ့နော်ဒီမှာအနိကပြပေးပါတယ်နော်လုံးဝရှင်မိုက်တစ်ထည့်ကပေါ့ဒါကအသစ်ထွက်တာပေါ့နော်အသစ်ထွက်တာဖြစ်ပါတယ်ဒီလိုအမြင့်ထည့်ကလေးရပါမယ်နော်ဒီလိုအမြင့်ထည့်ကလေးရပါမယ်ပြီးလို့ရှိရင်ခေးအောင်ပေါ့နော်ဒီမှာခေးအောင်ထည့်ကလေးရပါမယ်နော်ဒီမှာဒါကတော့2 exercise ကိုပြပေးလိုက်ပါမယ်နော်2 exercise ဒီမှာခေးအောင်ထည့်ကလုံးဝပြောင်းဒါနည်းနည်းအသားထူပါတယ်နော်ဝလို့တအားကောင်းပါတယ်ကျွန်တော်အကုန်လုံးပြပေးလိုက်ပါတယ်နော်အလုံးကိုကြီးစွဲမြဲထင်ပါတယ်